နေတယ်ဆိုတော့တော်တောင်းပြီးရတယ်အဲ့လိုလဲလဲလို့ဆိုတာမျိုးထောင်ထဲဝင်မလားဝင်ဦးဆိုစစ်ထဲဝင်ကျွန်တော်လည်းကိုတွေ့ကျွန်တော်လည်းကိုတွေ့ကျွန်တော်ကိုယ်တိုင်ကိုတွေ့နော်ကိုတွေ့နော်ကျွန်တော်နေရာတစ်ခုကိုသွားတယ်တကယ်ကြုံတယ်ကျွန်တော်ပြောတော့ပါဆိုအဲ့နေရာနေထိုင်အဲ့လူတွေခေါ်ပြီးပြခံမှာဆိုနာမည်ပြောတော့ဒါပေမဲ့တကယ်လူလိုက်ကျွန်တော်ပြောလို့ရတယ်ဒါပေမဲ့ထားပါတော့နေရာတစ်ခုကျွန်တော်သွားတယ်လာပြီးတော့ပြတယ်ရဲနဲ့တယောက်ပေါ့နော်နှစ်ယောက်ဂိတ်ကရဲနှစ်ယောက်ထိုင်းနေတယောက်ကလာတယ်ကားကိုပြတယ်ဘယ်တော့လို့ပါလဲကျွန်တော်ပြပြတာကျွန်တော်သူတီချာမပြောသူကြည့်တော့လည်းနည်းနည်းလေးဟိုဘာဖြစ်နေဒါပေမဲ့သူ့ကျွန်တော်ကြည့်တော့ဈေးတော့စင်ကွန်သူနေတယ်လေအဲလူမှာပဲလေလို့ဆိုအဲ့ကျွန်တော်မဟုတ်လေးပေးခဲ့အောင်ကျွန်တော်အဲကျွန်တော်9000နဲ့တွေ့ထုတ်ပြီးဟာကြားတယ်9000နဲ့နဲတာပေါ့တဲ့နဲတယ်ဆိုကျွန်တော်တောင်းပေးခဲ့ရတယ်အဲ့လိုဆိုတော့ဒါပေမဲ့ကျွန်တော်အဲ့ဒါကိုသူ့ကိုစိတ်လဲဆိုးလာဆိုစိတ်မဆိုးဒါပေမဲ့စိတ်မကောင်းဖြစ်သွားတာဩသူတို့ဒီလိုဖြစ်သွားရင်လူတွေကကျွန်တော်တော့ဘာမှမဖြစ်ဘူးစိတ်ထဲမှာကျွန်တော်ဘာဖြစ်မလဲလူတွေကအဲ့ဒါကိုမကျင်နိုင်ရင်မကြိုက်ရင်စိတ်ဆိုးရင်ဒေါသထွက်ရင်စိတ်မကောင်းပြီအဲ့ဒါသူ့တစ်ဖွဲ့လုံးကြုံပြီးတော့ပြောချလိုက်လို့ရှိရင်ရဲတဲ့ဘုရားကတိတ်ခါကြတာတက်မလို့တစ်ဖွဲ့လုံးစိတ်ကကြတာဆိုတော့အဲ့ဒါမလုပ်ရဘူးပေါ့နော်ဟိုတစ်ခေါက်ဆိုလဲဟိုတစ်ခေါက်နှစ်ခေါက်တော့ကျွန်တော်ကြုံမှုတယ်တစ်ခေါက်ကတော့ကျွန်တော်ဓာတ်ရိုက်နောက်တစ်ခါကျကျွန်တော်ရဲ့တယောက်ကပေါ့နော်သူကြုံတာကျွန်တော်ရှိကျွန်တော်ညီတယောက်ကသူတိုက်ကျွန်တော်ပါတယ်ဒါပေမဲ့ကျွန်တော်ညီတော့သူတဲ့ကြုံတယ်ဒါပါတော့အဲ့တော့ရှိတယ်အဲ့တော့ခုလွတ်တော်မှတ်ကလည်းမေးတယ်မေးတော့လွတ်တော်မှမေးမယ်လွတ်တော်မှသူတဲ့မေးလို့မရဘူးလွတ်တော်မှကပါလူလက်ကြကြီးမေးတာဗျဒီလိုမျိုးဂိတ်ဒီမှာဂိတ်ချပြီးတော့ကားတွေကိုစစ်တဲ့အခါမှာလူနဲ့စစ်တဲ့အခါကျတော့အကတိလည်းရှိနိုင်တယ်နောက်တစ်ခုကပြီးတော့ဒီမောင်ကူမူရည်တွေနဲ့ချိတ်ဆက်ပြီးတော့လွတ်သွားတဲ့ကားတွေလည်းရှိသွားနိုင်တယ်။မာညာပဲပြီးလို့ရှိရင်လူအစားနီးပညာနဲ့ဆက်တွေနဲ့စစ်လို့မရဘူးလားဆိုတော့မေးတော့အဲ့ဒါမျိုးပေါ့နော်ဆိုတော့ဗိုလ်ချုပ်မင်းသူကပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်မင်းသူကလာဖြေတယ်ကျွန်တော်ကြည့်တာလေကျွန်တော်ဒီနေရာနေရိုးလေးပြောတာဗိုလ်ချုပ်မင်းသူလည်းတနာပါတယ်သူခင်ဗျာဘာလို့လဲဆိုတော့ကျွန်တော်သူ့ကိုကြည့်တာပြည်သူ့တော်ပြေးလိုက်မျိုးသားတော်ပြေးလိုက်ပြည်သူ့တော်ပြေးလိုက်မျိုးသားတော်သူတော်တဲ့ပတ်လည်းရိုက်နေတာကျွန်တော်ကြည့်တာအခုဒီလွတ်တော်ကြီးတစ်လျှောက်လုံးကျွန်တော်စောင့်ကြည့်နေတာသူ့ကိုပဲအများဆုံးမြင်ရဆိုဖြစ်တယ်ဟုတ်ပဲလဲသူဒီဘက်လဲသူပြေးရတာသူ့ရဲ့ဟိုဌာနဆိုင်ရာတိုင်းရဲ့အလုပ်ကိုကောင်းကောင်းတော့လုပ်ချင်ရှိသေးလားမသိဘူးအဲ့တော့ပြည်ထဲမှာအဲ့လိုလွတ်တော်ဖြေဖို့အတွက်တရားဒါမှမဟုတ်လေဒီအလုပ်လုပ်ဖို့အတွက်တရားအဲ့လိုဒီနည်းနည်းတော့ဒုဝန်ကြီးတော့နောက်ထပ်တရားတော့ထားအောင်ထင်တယ်အကြီးကထားမှထင်တယ်မဟုတ်ရင်လေအဲ့ဒုဝန်ကြီးဗိုလ်ချုပ်မင်းသူလည်းလွတ်တော်နဲ့ညားတော့မယ်လွတ်တော်ရေသူကြီးကလွတ်တော်မှာအိမ်ဆောင်နေပေါ်ရောက်တော့မယ်သူလွတ်တော်ပါသူကြီးပဲကျွန်တော်ဖြစ်တယ်ပြည်သူလွတ်တော်သားလည်းသူပဲအမျိုးတော်လည်းသူပဲသူကြီးတဲ့တော့ကြည့်နေအိုးတော်တော့အဲ့တော့ပြည်ထိုင်းနိုင်ငံကိုရောက်တဲ့ထိုင်းကကိုကတရားမဝင်လို့ဖမ်းခံရတယ်မြန်မာပြည်ကိုပို့ခံတယ်ပို့တဲ့ခါကျတော့ဒီဘက်ချမ်းကိုပါသွားတဲ့ခါမှာဒီဘက်ချမ်းမှာလူကုန်ကူးတဲ့အုပ်စုကဒါမျိုးလာတဲ့သူတွေကိုဆွဲစီကွာဆိုတဲ့ပုံစံမျိုးတွေဖြစ်တာပေါ့။ဘာကြောင့်လဲဆိုတော့အဲ့လူတွေကတနည်းအားဖြင့်တရားဥပဒေကျူးလွန်မိတာဖြစ်နေပြီ။ဘာကြောင့်ဆိုဒီတရားမဝင်တဲ့ဇက်ဖြတ်ကျော်မှုဒါကနံပါတ်1ချက်။နော်အဲ့တော့အဲ့ဒါတစ်ခုတည်းနေမယ်သူတို့ကိုထောင်ထဲထည့်လိုက်ရတယ်။အဲ့တော့လဲလောက်တော့မှာပေါ့။လဲလို့ဆိုတာမျိုးထောင်ထဲဝင်မလားဝင်ဦးဆိုစစ်ထဲဝင်အဲ့ပုံစံမျိုးတွေအလဲလောက်ရတဲ့ပုံစံမျိုးတွေရှိတယ်တချို့ဆိုရှင်လည်းအမှုရှိရဘာအမှုပဲရှိစစ်ထဲဝင်မယ်ဆိုလို့ရှိရင်ပြည်ပြောက်ပေးလိုက်တဲ့ချင်းတွေမျိုးတွေရှိတယ်အဲ့အတွက်ကြောင့်မို့နေလေဘခေါ်မဆိုတော့တနည်းအားဖြင့်ကွာပြောရဘယ်လိုခေါ်မလဲဆိုရှင်လုံးဝမယိုးမဖြောင်းနဲ့ဥပဒေပေါ်မှာလက်သလုံးကြားခွပြီးတော့လူတွေကိုစစ်ထဲထည့်တဲ့ပုံစံမျိုးဖြစ်သွားပါနော်စစ်သားအရန်လိုနေတဲ့ပုံစံမျိုးတွေတွေ့ရတယ်စစ်ပေးဆောင်ပြည်သူတော့ချင်းလေးပြည်သူမှာပြည်သူပဲရှိပါတယ်အစိုးရအနေနဲ့လည်းသူတို့စစ်ပေးဆောင်စခန်းဆိုတာမှဖွင့်ပေးတာမှမရှိတာနော်စစ်သားတိုင်းနဲ့စစ်ပေးဆောင်စခန်းလုံးဝမဖွင့်ပေးဘူးဒါနိုင်ငံတော်အစိုးရတရက်အနေနဲ့ဒါမှလုပ်ပေးနိုင်တာဟာဒီအစိုးရတော့ပြည်သူမကြည့်တဲ့အစိုးရမရှိတော့ဘူးတော့ပြောရမှာပေါ့စစ်တိုင်းရင်စစ်ပေးဆောင်နေရတည်တံ့ထားပေးရပါတယ်အဲ့လိုမှမထားဘဲနဲ့တိုက်စင်တော့တိုက်နေတာတော့လုံးဝအဲ့တော့တို့ပြည်သူမှာပြည်သူပဲရှိပါတယ်ပြည်သူချင်းကူညီမယ်ဟဲ့ဆိုရင်တော့မှပဲကူညီလို့မရတဲ့အခြေအနေမျိုးတွေဖြစ်တယ်ဘာကြောင့်လဲဆိုတော့ပတ်စံပို့လွှဲတာလွဲလို့ဟလားသူတို့အချမ်းဖတ်လို့တတ်မှတ်ထားတဲ့သူတွေကိုလွှဲမိလို့တခါလဲထောင်ကြတာပဲရှိတာဟုတ်အဲ့အတွက်ကြောင့်မလို့ညီလေးပြည်သူမှာပြည်သူပဲရှိတယ်ဆိုသည့်တိုင်မှာပြည်သူကမလူရဲတဲ့ဘဝတွေရောက်နေတာလဲတော်တော်လေးကိုစိတ်မကောင်းစရာအဲ့တော့စဉ်းစားပြန်လာမကြပါဘူးကားလေးစီးကရောက်လာတယ်ဘုံဗျာဒီရုပ်ကဖုံနဲ့လဲတွေ့မတွေ့တာကြားလို့ပါဘုရားဖုံတွေ့ကြလို့ပါမင်းတို့ကလည်းကွာအဲ့ဒါကားလေးစီးနဲ့လာဖမ်းတာဖုံလာဖမ်းတာဟုတ်ပါဘူးဘုရားလည်းဖုံနဲ့ခဏလေးပါဗျာတဲ့ငါကားနဲ့လိုက်လို့မရဘူးလားငါဖုံကားနဲ့လိုက်လို့ရပါတယ်ဗျာဖုံလည်းရီမောပါခုနဲ့တိမိတ်ဆွေတွေပဲဟုတ်လားကားလေးစီမလိုပါဘူးကွာလို့အဖမ်းနဲ့ဆိုလည်းလိုက်မှာပေါ့လို့ပောက်ကတော့ဘာပြစ်မှမရှိတာလို့ပောက်ကတော့ပြည်သူအတွက်အမှန်တရားပဲပြောတာပဲလို့လိုက်သွားဆိုတော့ဆွမ်းနေလှုပ်ထားပုံကြတယ်ဆွမ်းကတ်ဖို့အတွက်
ဆော်တော့ဆွန့်ဖုံးပေးအောင်နာအာဒဂါကြီးလို့ဆွန့်စားခဲ့ပြီလို့ဒါအဲ့တော့ဦးစင်းပေါ့နော်ဦးစင်းဆွန့်စားပြီးမှဒီမှာဝါဆိုတင်ကန်းတပည့်အိတ်တက်ကြီးရှိဝါဆိုတင်ကန်းကအိတ်တက်မင်္ဂလာနေသာနေပြီးမှကြောင်းပြန်အောင်ဆိုဒကာကြီးတို့တန်းလိုက်ခဲ့တာပဲလို့ဒါမို့ဟိုကလည်းဆွန့်လေးတော့ဖုံးပေးပါဦးနဲ့ဆွန့်အာတော်ပြီလို့အတူလို့နော်2မိနစ်တောင်3မိနစ်လောက်ရှေ့ရောက်လာလောက်လေးဖြီးပြီးရောက်လာတော့ရောက်လာဘာကိစ္စမှမရှိဘူးအလားပါတလားပါနော်စကားပြောဒါပဲကျန်တာဘာကိစ္စမှမပါဘူးနော်ကျန်တာဘာကိစ္စဆိုဘာကိစ္စမှမပါဘူးဆိုတော့ဒါပြောပြတာနော်ဒါလေးပါပဲအားလုံးကတော့စိတ်ပူသွားတာတကယ်ချင်းဖြစ်သူကလည်းဆက်တယ်ချက်ချင်းလာခဲ့မယ်တဲ့ဘယ်ရောက်နေအောင်စပီကာဖွင့်လိုက်တယ်သူတို့ရှိမှဒီလိုမဟုတ်ဘူးခဏလေးငါဒီမှာအေးစစ်စစ်ကိုကားနဲ့ကိုလိုက်လို့ရဒါပေမဲ့စီကတိုးလို့မလွယ်ဘူးကွာလို့မန္တလေးမှာလဲလို့စီမလို့စီလေးတစ်ဆိုင်ပဲရှိတယ်လို့အဲ့ဒီဆိုင်ကလည်းတစ်ခါလေးကြတော့ဒေါကောင်းလို့တော့တော်လေးတယ်လို့16မိုင်မှာစီဆိုင်တစ်ဆိုင်ရှိတယ်လို့အဲ့ဆိုင်လေးပဲထဲနေရတာလို့ကျန်တဲ့ဆိုင်တွေကြတော့မရဘူးဟေးလို့တန်ကိုတို့ဆိုတာလေဖင်ကောင်းကခက်ကြဲလို့ဝတ်တော့ကားဝတ်တော့ဖြစ်ရတယ်လိုင်စင်ပေါ်လဲမဆုံဖြစ်နေရတာနဲ့လို့ငါမှအဆင်မပြေဘူးလို့အဲ့ဆိုင်လေးတော့ကြောင့်မလို့စီလဲချွေတာတူကားနဲ့လိုက်သွားတာကြိုးကြောင်ပြောတာပေါ့ဗျာနော်ကြိုးကြောင်ပြောတာပေါ့ဘာမှစိတ်မပူနဲ့လို့နိုင်ခွဲမကြောက်ပြန်ရောက်လာမှာလို့မဟုတ်ဘူးတော့တဲ့မဲ့ချက်ဖုံးမပေးဘူးစိတ်ချလို့အဲ့ဒါဘုံဘူးဒီဖုံးလာရင်ကိုင်တော့မကိုင်ရင်မလိုအပ်ထားရအကုန်ဖြစ်သွားမှာဆိုလို့နော်အေးစေးတင်ပါဖေတင်ပါစကားပြောနေဒါပါပဲဘာမှဖြစ်ဘူးနော်အဲ့တော့ကိုင်းကြီးပေါက်ကိုတော့အေးစေးကြောင်းမှရှိတယ်အေးစေးပဲတင်းတုံးနေပါတယ်